ဒါကတော့ဂျပန်လုံးအော်စီကိုဖွင့်ထားတာပဲဖြစ်ပါတယ်ဒီကောင်ဖွင့်ရတဲ့နေရာမှာစိတ်ရှိဖို့တော့လိုရကျွန်တော်တို့အရန်ထုလို့မရအောင်เนาะဒီမှာတစ်ချက်ဒီမှာဟာလေးရှိရဒီမှာတစ်ချက်ဒီမှာတစ်ချက်ရှိမယ်ပြီးတော့ဒီမှာတစ်ချက်ရှိမယ်အားလုံး3နေရာကိုကျွန်တော်တို့ဒီဖြည်းဖြည်းချင်းချော်ပြီးရရမယ်အဲ့လိုမှမရိုက်ဘူးဆိုလို့ရှိရင်ကွဲထွက်တတ်တယ်เนาะအဲ့တော့ကျွန်တော်ခုဖွင့်ပြပါမယ်ခင်ဗျဒါတော့သူ့ရဲ့အတွင်းထဲရအနေထားပေါ့နော်တော့ကွိုင်နေတဲ့တန်နဲ့ပီနီယန်နေတဲ့တန်နဲ့နော်တော့အတွင်းကန်တော့ရှယ်တန်ပါတစ်ချက်တော့ဒါတော့ပြီးသူ့ရဲ့ပီနီယန်အနေထားပါပီနီယန်လေးဆိုအကုန်လုံးရှယ်ပါတန့်ပါတယ်နော်ခုချက်ဘောတွေရောပီနီယန်တွေရောတန့်ပါတယ်အဲ့ဒါလေးလာပြပေးရပါဒီကောင်လေးကတော့ရောင်းပြီးသားပေါ့နော်အဲ့တော့ကျန်တဲ့ပီနီယန်လိုတာပဲဖြစ်ဖြစ်ဒီမော်တာအင်ကွန်လိုတာပဲဖြစ်ဖြစ်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ